မင်္ဂလာပါသမီးရေဟုတ်ကဲ့ဆရာဟုတ်ဒီနေ့မေးခွန်းတွေကတော့အရင်မေးခွန်းတွေလိုပဲဖြည့်သင့်ဖြည့်တိုက်တဲ့မေးခွန်းတွေပဲပေါ့ဆရာဟုတ်ပါပြီသမီးရေဟုတ်ကဲ့ဟုတ်မေးခွန်း၅ခုကိုသမီးပထမဆုံးတစ်ခုကိုဖတ်ပြလိုက်တော့မယ်နော်ဆရာအေးသမီးဟုတ်ပထမဆုံးမေးခွန်းကဆရာခရမ်းကျင်နေရတဲ့အခုလိုမျိုးဖင်ရပေါ့နော်ဒီခရမ်းကျင်ဖင်ရဆိုလို့ရှိရင်မဲပုတ်နေတယ်တဲ့အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုပြီးဖြေထားတာဆရာဒီမေးခွန်းကဆိုလို့ရှိရင်အခုရက်ပိုင်းမှာအမင်းများဆုံးမေးခွန်းတစ်ခုပေါ့ဆရာဟုတ်ခရမ်းကျင်ဖင်မဲပုတ်တဲ့ပြဿနာလေးပါဆရာဟုတ်ပါပြီသမီးရေဟုတ်ဒီခင်းကျင်ဒီဖင်မဲတဲ့ပြဿနာဟုတ်တယ်တောင်သူတော်တော်များများဖြည့်ဖြစ်တာရှိပြီးတော့မေးတာရှိတဲ့မေးခွန်းမှာပဲဟုတ်ကဲ့ green wing ထဲမှာလည်းထပ်ခါမေးကြတယ်တလားဟုတ်ကဲ့ဆရာဆိုတော့ဒီပြဿနာကဒီ blossom and roll လို့ခေါ်တယ်သူခင်းကျင်ဖင်မဲယောဂပေါ့သို့တော်ညာလည်းပဲဒါ disease symptom တော့မဟုတ်ဘူးယောဂမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဒါကို diagnosis နည်းရာခွဲမယ်ဆိုလို့ရှိရင်သူကဒီဟာက pathogen ဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဒီ biotic နဲ့ antibiotic ရှိတာဟုတ်တယ်နော်တက်ရှိကြောင့်ဖြစ်တာလားတက်မဲ့ကြောင့်ဖြစ်တာလားဒီနှစ်ခုကိုခွဲလိုက်မယ်ဆိုလို့ရှိရင်ဒီခရမ်းကျင်ဒီဖင်မဲတဲ့ဒီလက္ခဏာဟာဒီ antibiotic လို့ခေါ်တဲ့တက်မဲ့ကြောင့်ဖြစ်တဲ့လက္ခဏာပါပဲဘာကြောင့်တက်မဲ့လို့ပြောရလဲဆိုရင်ဒီ blossom and draw ကများသောအားဖြင့်ကယ်ဆီယမ်ချို့တဲ့လို့ဖြစ်တဲ့လက္ခဏာပါကယ်ဆီယမ်ချို့တဲ့ရင်သူကကယ်ဆီယမ် nutrient ရဲ့အပင်ထဲမှာအလုပ်လုပ်ပုံကသူကဒီဟာကိုလည်းတခါနှစ်ပိုင်းခွဲတယ်ပြင်နည်းနည်းနားဆင်ရတဲ့လူတော့ရှုံမလားတော့မသိဘူးဒီအပင်တွေရဲ့အာဟာရဒီမှာအပင်တွေကိုရွေးရှားသွားလာနိုင်တဲ့ nutrient မျိုးစားရဲ့အပင်ထဲမှာဒီရွေးရှားသွားလာမှုနှေးကွေးတဲ့သို့မဟုတ်လည်းမရွေးရှားနိုင်တဲ့ nutrient ဆိုနှစ်ပိုင်းရှိအဲဒီနှစ်ပိုင်းမှာသူကရွေးရှားနိုင်တဲ့ nutrient ဆိုတာဒီ NPK ပေါ့ nitrogen phosphorus potassium ဒါတွေကဒီ mobile nutrient လို့ခေါ်တယ်အပင်တွေကို mobile nutrient implants ပေါ့နော်အပင်တွေကိုရွေးရှားနိုင်တယ်သို့တော်ညာလည်းအခုဒီချို့တဲ့ကယ်ဆီယမ်ကြတော့မရွေးရှားနိုင်တဲ့ nutrient တွေမှာပါတာပေါ့နော် M mobile nutrient implants ပေါ့နော်အဲဒီမျိုးရှားနိုင်တဲ့ nutrient တွေကများသောအားဖြင့်တော့ trace element တွေများတယ် calcium တို့ boron တို့ဒီ iron တို့ molybdenum တို့ zinc တို့နော်စသဖြင့်ပဲအဲ့လိုရွေးရှားနိုင်တဲ့ nutrient နဲ့မရွေးရှားနိုင်တဲ့ nutrient ကသူကအပင်ထဲမှာဘာကွာလဲဆိုရင်သူကရွေးရှားနိုင်တဲ့ nutrient ချို့တဲ့အခါမှာအရွက်ဟောင်းတွေမှာပေါ်တယ်ဥပမာဆိုတော့ nitrogen ချို့တဲ့လက္ခဏာဆိုရင်ဒီစပါးပင်တွေမှာအောက်ရွက်တွေဝါတာလို့ပါတော့เนาะအောက်ရွက်တွေမှာပြတယ်ဒီမရွေးရှားနိုင်တဲ့ nutrient လို့ calcium လို့ boron လို့ဒါ iron လို့ molybdenum လို့ zinc လို့ကြတော့အရွက်ရဲ့အနုပိုင်းထိညွန့်နေမှာလက္ခဏာတော့ပြတယ်ဒါဘာကြောင့်လဲဆိုရင်သူကမရွေးရှားနိုင်တဲ့အခါကျတော့ဒီအပင်ရဲ့ထိပ်ပိုင်းတွေမှာသူကလိုအပ်တဲ့လက္ခဏာတော့ပြတယ်အဲ့ဒါလိုပဲဒီခရမ်းကျင်မှာလည်းခရမ်းကျင်အသီးရဲ့ဖင်ခေါ်မှာပေါ့အညာခေါင်းဆိုလို့ရှိရင်သူကဖင်ပိုင်းပေါ့နော်ဖင်ပိုင်းမှာဒီကယ်ဆီယမ်ကမရွေးရှားနိုင်တဲ့အခါကျထိပ်ပိုင်းကိုအပင်ကအမြစ်ကနေပို့လိုက်တဲ့အစားအပေါ်မပို့နိုင်တော့မပို့နိုင်မဲနဲ့ထိပ်ပိုင်းတွေမှာသွားပြီးလက်တကကြောင့်ဒီအပြောက်လေးတွေအကွက်လေးတွေကနေအမဲကွက်ဖြစ်သွားတာနော်ဒါကိုကယ်ဆီယမ်ချို့တဲ့လက္ခဏာလို့ဒါ blossom and rose ပေါ့မဲဝါလို့ပြောနေဒါပညာရှင်တွေအများသုံးလက်ခံထားတဲ့ဒီ research data တွေမှာလည်းရှိပြီးသားပါပဲเนาะအဲ့တော့ဒါဒီယောဂကြောင့်မဟုတ်ဘဲနဲ့ antibiotic ကြောင့်ဖြစ်တဲ့ဒီအာဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့လက္ခဏာဖြစ်ပါတယ်ခရမ်းဒီဖင်မဲယောဂเนาะဟုတ်ကဲ့ဆရာဒါကိုဘယ်လိုပြုစုသင့်တယ်လဲဆိုလို့ရှိရင်ပထမဆုံးတော့ဒဏ်ရတဲ့အသီးတွေချွေချပြလိုက်ပါချွေချပြလိုက်ပြီးတော့ calcium boron ပါတဲ့ရွက်ဖြန်းပြဥစားဖြန်းပြမှာတချို့ carbamate တို့ဘာရှိတာပေါ့เนาะ calcium နဲ့ boron ပါတဲ့ဒီ foliar fertilizer ရှိတယ်အဲ့ဒါဖြန်းပြရမယ်ဖြန်းပြရမယ်အပင်ချီကိုလည်း gypsum ပက်ကျွေးပြရအောင်ပက်ကျွေးပြီးရေသွင်းပေးရမှာပေါ့เนาะဟုတ်ကဲ့ gypsum နဲ့မှလည်း calcium ပါတာဟုတ်အဲ့ဒါကို तू ကအောက်ကအမြစ်ကတော့စုပ်လိုက်တယ်အပင်ရဲ့အပေါ်ပိုင်းကိုပို့နိုင်ဖို့ကြတော့ तू ကအောက်ကနေအထက်ကိုပို့နိုင်တဲ့အားဒီ carrier effect လုပ်ပေးနိုင်တဲ့ဒီ stimulant တခါသုံးပေးရပြန်ရော तू ကမြန်ကုစားခြင်းနဲ့ဆိုရင်ပေါ့နော် bio stimulant ခေါ်တာပေါ့သူကြီး
ဟုတ်ကဲ့ဆရာ biostimulant ကဘာလဲဆိုရင်ဒီ humic acid တို့ amino acid တို့ seaweed တို့ဒါတွေကဓာတ်ကူပစ္စည်းအနေနဲ့ထည့်ပေးရမှာပေါ့နော်အဲ့ဒါမျိုးဒါဘာကြောင့်ထည့်ပေးရလဲဆိုရင်ဒီ environmental sweat တွေပေါ့နော်ပြင်ပဖိအားတွေပေါ့အပူချိန်ကြောင့်တော့၎င်းရေနေခြင်းရေများခြင်းတော့၎င်းဒီအပင်အမြစ်တွေကအစာမစုပ်နိုင်ဘူးပေါ့ absorb မလုပ်နိုင်တဲ့အခါမျိုးမှာဒီ biostimulant လို့ခေါ်တဲ့ humic acid ထည့်ခြင်းအပြင်အပင်ကစုပ်ယူမှုအားကောင်းပြီးတော့အပင်ရဲ့အပေါ်ပိုင်းထိပ်ဖြားထိဒီအာဟာရတွေပို့ပေးနိုင်တဲ့အခါမှာဒီဟာကိုကုစားပြီးသားဖြစ်သွားလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်ဆရာဒီလိုမျိုးမဖြစ်အောင်လေဘယ်အချိန်လောက်မှထည့်ရမလဲဆရာကယ်လ်ဆီယမ်ပါတဲ့ရွက်ဖျက်အားဖြင့်ကယ်လ်ဆီယမ်ပုံမဖြစ်အောင်ကြိုတင်ကာကွယ်မယ်ဆိုလို့ရှိရင်သူကအပင်ချွေ့ဆိုင်ပြီးတော့တလာသားတဲကဒီသူကရေသွင်းကြတာကိုရေမသွင်းခင်မှာဒီ gypsum ကိုပက်လိုက်မယ်gypsum ကိုပက်ပြီးတော့ဒီ biostimulant မှာgypsum နဲ့ biostimulant humic acid နဲ့ရောတဘာဝမြေဩဇာထည့်မယ်ဆိုတဘာဝမြေဩဇာနဲ့ရောမယ်15ပတ်လေထည့်မယ်ဆို15ပတ်လေရောပြီးတော့ဒီမြောင်းတွေကိုပက်လိုက်ပြီးတော့ရေသွင်းလိုက်ရုံပါပဲသူရေသွင်းလိုက်မယ်ဆိုလို့ရှိရင်ကြိုလုပ်ခဲ့မယ်ဆိုလို့ရှိရင်အသီးမဝင်ခင်ပေါ့တမီးဟာဟုတ်ကဲ့ဆရာအသီးမဝင်ခင်လို့ထည့်လိုက်မယ်ဆိုရင်ဒီ nutrient တွေကအပင်ထဲမှာသူကပြည့်ပြည့်ဝဝရှိနေပြီဆိုလို့ရှိရင်ရာသီဥတုဓာတ်ဟိုလည်းခံနိုင်ရှိမယ်အပင်ရဲ့ဇီဝကမ္မကိုလည်းပုံမှန်လဲပတ်နိုင်မယ်ဆိုရင်တီးရတဲ့အသီးလေးတွေဟာဒီကယ်လ်ဆီယမ်ချိုးတဲ့လက္ခဏာကိုကုစားပြီးသားဖြစ်သွားမှာပေါ့တမီးနော်ဟုတ်ကဲ့ဆရာဟုတ်ဒါဆိုရင်တောင်သူကလေးရလဲဒီယောဂကြောင့်မဟုတ်ဘဲနဲ့ကယ်လ်ဆီယမ်ချုပ်တဲ့တာဆိုတော့ပြည့်ပြည့်စုံစုံသိသွားလောက်ပြီထင်တယ်ဆရာဟုတ်သိနိုင်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ဒီနောက်ထပ်နံပါတ်2မေးခွန်းလေးရကြတော့ဆရာစပတ်အနှံလေးတွေကတဲ့ပြက်ပြီးတော့ဖြူနေတာတဲ့အဲ့ဒါဘာကြောင့်လဲဘာဆေးတော့ရမလဲဆိုပြီးတော့မေးထားတာဆရာမေးခွန်းလေးတော့ပုံလေးတော့မထည့်ပေးထားဘူးဆရာဟုတ်တောက်တော့ပုံလေးတော့မမေးဟုတ်ဒီလူမှုကွယ်စာမျက်နှာတွေပေါ်မှာရောဆရာကြီးမှာလည်းအဲ့ဒါမျိုးလာမေးတဲ့မေးခွန်းလေးတွေရှိတယ်ဟုတ်ကဲ့ဆရာဟုတ်ဒီကမေးလို့ဆိုတော့ဒီပြဿနာကတော်တော်များများဖြစ်လိဖြစ်တာရှိလာတာနဲ့တူတယ်ပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်ဒီပြဿနာကိုဆရာဒီ internet website တွေရှာကြည့်တဲ့အခါမျိုးမှာတော့သူတို့ international နိုင်ငံတကာမှာတော့ဒီလိုဖြစ်လိဖြစ်တာဒီလိုပုံစံမျိုးသိမ့်မရှိဘူးဟုတ်ကဲ့အဲ့တော့မြေတော်ပြင်တွေ့ရတာကဒီစပနန်ထိပ်ဖျားလေးတွေဖြူတဲ့ပြဿနာမှာဒီဖြစ်လိဖြစ်တာရှိတဲ့အားကိုခွဲချမ်းစိတ်ပြကြည့်ရမယ်ဆိုရင်သူကဒီ stambora ဒီစစ်ပိုးကြရင်ဖြူတတ်တယ်ပေါ့နော်အဖြူတွေထွက်လာတယ်အဲ့ဒါတနန်လုံးဖြူလာတယ်ဒီလိုဖြူတာမဟုတ်ပြန်ဘူးဟုတ်ကဲ့နောက်တစ်ခါဒီ panicle blast ပေါ့နော်ဒီဟိုလိုပါပဲဒီ Magnapoti oryzae ဆိုတာဒီဟိုလိုပဲ Pyracularia oryzae လိုပဲဒီဟိုပါပေါ့ကုတ်ကျိုးယောဂလိုဟာမျိုးပဲအဲ့လိုမိုယောဂကြရင်လည်းပဲသူကအနံဖြူတွေထွက်တယ်သူကတော့တချမ်းဖြူအနံမှာတချမ်းဖြူအစိတ်ပိုင်းလေးဖြူတယ်ပေါ့နော်တနံလုံးလည်းမဖြူဘူးတဝက်ဖြူတာလည်းမဟုတ်ဘူးတစ်ပိုင်းလိုက်ဖြူတယ်ပေါ့နော်ယောဂကြတဲ့အစစ်လေးတွေမှာအစစ်လေးရဲ့အပေါ်ပိုင်းမှာဖြူတယ်သို့တော့ဒါနဲ့မတူရဘူးနောက်တစ်ခါဘလို့ဖြူတတ်သေးလဲဆိုရင်ဒီနီမတုကြောင့်အနံဖြူတာရှိနီမတုကြောင့်အနံဖြူတာကြတော့ဒီ dendritic incastel လို့ခေါ်တာပေါ့ဒီနီမတုကဒီ right stand နီမတုလို့ခေါ်တာပေါ့နော်ဒီပင်စီနီမတုယောဂကြလို့ရှိရင်လည်းပဲအနံအဲ့လိုလေးဖြူလေးထွက်တယ်ဒါပေမဲ့အဲ့လိုနီမတုကြောင့်အနံဖြူတာတော့တမီးတော့မြင်ဘူးမလားမသိဘူးအနံတော့ထွက်လာတဲ့ဒီအနံလေးတွေပြူတစ်နဲ့ပြီးသွားမထွက်နိုင်တော့ဟုတ်ကဲ့အဲ့ဒီပြဿနာကနီမတုကြောင့်ဖြစ်တယ်ဟုတ်အဲ့ဒါငုံပြီးတော့မပွင့်လာတော့ပေါ့နော်တခါဒီဟာနဲ့ကြာမတူပြန်ဘူးဆိုတော့ဒီဟာဖြစ်လိဖြစ်တာရှိတဲ့တဘာဝဆရာသုံးသပ်ကြည့်တာရဲ့ဒီကွန်းထဲမှာလက်တွေ့လုံးနေတဲ့တောင်သူတွေနဲ့ချိတ်ဆက်ပြီးတော့ဖုန်းနဲ့မေးကြည့်တဲ့အကြောင်းအရာရဲ့နောက်တွေ့ဘူးကြုံဘူးတဲ့ဒီဖီးရဲဆရာတွေပေါ့နော်ဒီကွန်းထဲမှာကွန်းစင်းဝန်ထမ်းတွေနဲ့ချိတ်ဆက်မေးကြည့်လိုက်တဲ့အခါဒီဖြစ်စဉ်ကတော်တော်များများကရာသီဥတုကြောင့်ဖြစ်တာများတယ်ရာသီဥတုကဥမာဒီစဘာတွေစပြီးတော့ဖုံတုံးလုံးတော့ကနေပြီးတော့ဒီအပွင့်လေးတွေစပြီးထွက်တော့မယ်စပနန်စထွက်တော့မယ်ပေါ့နော်အဲ့လိုစပနန်စထွက်တဲ့အချိန်သို့မဟုတ်ပန်းနေမပွင့်ခင်ကာလမှာမိုးအုပ်မှုနာယီပေါ့မိုးအုပ်မှုအချိန်များရင်ဒါမှမဟုတ်လေ temperature အရင်မြင့်ရင်ဒါမှမဟုတ်လေ
စီးနှင်းနေကြရင်ဒါမှမဟုတ်လေဒီနှင်းမိုးကြရင်တမျိုးပေါ့ယာတီတို့ကအုံဆိုင်နေတာပဲဖြစ်ဖြစ်နေပူလုံးတာပဲဖြစ်ဖြစ်အဲ့လိုအပွန့်ပွန့်တဲ့ချိန်မှာသူမကြိုက်တဲ့ယာတီတို့မျိုးဖြစ်လာပြီဆိုလို့ရှိရင်ဇီဝကမ္မဒီနှောက်ရှက်တာပေါ့နော်ဇီဝကမ္မဟုတ်ကဲ့ဆရာဟုတ်မအောင်မြင်တာပေါ့နော်ဒီ physiological ဒီ pouring ပေါ့နော် poor physiological ပေါ့နော်ဖြစ်ဇီဝဖြစ်စဉ်မအောင်မြင်တဲ့ဟာမျိုးပေါ့အဲ့ဒါလေးကစထွက်တာစအချိန်မှာအဲ့လိုဖြစ်လိုက်တဲ့အခါမှာဒီအပွင့်လေးကတော့အဟောတိကံဖြစ်သွားထိတ်ဖြားပိုင်းလေးကဖြစ်သွားပြီးတော့ယာတိကပြန်တောင်းလာတဲ့တပည့်နဲ့နောက်ထွက်လာတဲ့အနံတွေပုံမှန်တိုင်းပြန်ဖြစ်သွားပြန်အဲ့ထိတ်ဖြားလေးတွေမှာပဲဖြစ်တာမျိုးတွေ့ရတယ်သူမေးတဲ့ပုံစံကလည်းတပည့်နိုင်ရဲ့ထိတ်ဖြားလေးတွေပဲဖြူတာအောက်ကအကုန်ကောင်းတယ်ဆိုတဲ့အခါကျတော့ဒီဖြစ်တင်ဒီအာဟာရချို့တဲ့မှုအာဟာရမညီမျှမှုပေါ့နော်ယာတိကလည်းအပင်အကြိုက်မဟုတ်ဘဲနဲ့အာဟာရမညီမျှကြီးလည်းပါမယ်ပေါ့နော်အာဟာရမညီမျှတာဘာဖြစ်နိုင်လဲဆိုရင်တို့စဘာတွေမှာမဖြစ်မနေဒီမျိုးစာကျွေးရမယ့်ကာလ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးမှာသူကဒီဖုံးလုံးချိန်မှာအစာကျွေးကိုကျွေးရမယ်เนาะတို့ကိုဝန်ဆောင်တွေမှာအာဟာရဓာတ်လိုအပ်တယ်လို့ပဲပေါ့เนาะသူကိုဝန်ဆောင်တွေလည်းစားရမယ်ဘိုက်ကလေးကလည်းအာဟာရဖြစ်ရမယ်ဖြစ်တဲ့အတွက်ကိုဝန်ဆောင်တွေအတွက်အာဟာရညှတာဖို့လိုတယ်လို့ပဲဒီစဘာတွေဘိုက်ပေါင်းတဲ့ချိန်ဟာလည်းပဲမျိုးစာအာဟာရမဖြစ်မနေကိုကျွေးပြရပါရေနဲ့အစာပေါ့เนาะအဲ့ဒီမှာကျွေးလိုက်တဲ့အချိန်မှာကျွေးလိုက်တဲ့အစာကိုမရရှိတဲ့အခါကျတော့ဒီအပွင့်လေးတွေကသူလိုရမဲ့လုံအောင်မလုံနိုင်မဲနဲ့တတိမအောင်မဲနဲ့ဒီဟောတိကံဖြစ်သွားတာမျိုးပေါ့နော်အဲ့ဒါအာဟာရကြောင့်ဖြစ်တာမျိုးလို့ယူဆပါတယ်တမီးရဲ့ပိုတက်ဆီယမ်ချိုးတက်မယ်ကယ်ဆီယမ်ချိုးတက်မယ်ပေါ့နော်အဲ့ဒါလည်းဒီခုနပြောတဲ့ပထမမေးခွန်းလိုပါအေဘိုင်အိုတစ်ဒါစမ်တန်နေပါပဲနော်ယောဂကြောင့်ဖြစ်တဲ့မျိုးပဲနဲ့ဒီအာဟာရချိုးတက်မှုကြောင့်ဖြစ်တာလို့ယူဆပါတယ်တမီးရဲ့ဟုတ်ကဲ့ဆရာအဲ့ဒီမျိုးဘယ်လိုကုသရမလဲအဲ့လိုမဖြစ်အောင်ဘယ်လိုပြုစုရမလဲဆိုရင်ခုနဆရာပြောတဲ့ပုံတုံးလုံးစင်မှာအစာအာဟာရဒါညီညွတ်မြတ်အောင်ကျွေးရမယ်တို့ကပုံတုံးလုံးနောက်ပိုင်းမှာပိုတက်ဆီယမ်ပါတဲ့နောက်ချိုးများတဲ့ဓာတ်မြေဩဇာလည်းကျွေးရမယ်သို့မဟုတ်ရင်လည်းပဲဒီ supplementary နေနဲ့ဒီပိုလီယာကိုကျွေးမယ်ဆိုရင်တော့မှပိုတက်ဆီယမ်ဟူမိတ်ပေါ့ဟူမိတ်ကတော့ဟူမိတ် acid ကတော့ဆရာခုနပြောတဲ့ biostimulant ဖြစ်တဲ့အတွက်ဇီဝကမ္မကိုသူကထောက်ကူပေးတာအားနည်းနေတယ်ဆိုရင်ထောက်ကူပေးတာဖြစ်တဲ့အတွက်မြေဩဇာကျွေးတိုင်းဒီ biostimulant ကိုထည့်ကျွေးခြင်းဟာတပင်းရဲ့ဇီဝကမ္မကိုထောက်ကူဖြစ်စေပါတယ်တပင်းရဲ့ဟုတ်ကဲ့ဆရာဟုတ်ဒီနေရာမှာပုံလေးသာထည့်ပြီးတော့မေးလိုက်မယ်ဆိုရင်ဆရာတို့အတွက်ဖြေရတာပို့ပြီးတော့လွယ်ကူမှာပေါ့နော်ဆရာပို့ပြီးတော့စင်ပြေမယ်ဟုတ်တယ်ပုံမြင်ရရင်လေဟုတ်ကဲ့ဟုတ်သူကတော့နည်းနည်းလေးတွေ့ဘူးတဲ့ပုံလေးနဲ့ဒါဒီလိုလေးများဖြစ်လိမ့်မလားလို့မှန်ပြောရတာပဲတမီးနော်ဟုတ်ကဲ့ဆရာဟုတ်အဲ့ဆိုရင်ဒီနေရာကနေပဲတမီးကကိုကျော်လွင်စိုးကိုပြောလိုက်ချင်ပါတယ်နောက်ခါမေးမယ်ဆိုလို့ရှိရင်စိတ်အောင်လမ်းမှာပုံလေးနဲ့ထည့်ပြီးမေးပေးပါလို့ဒါဆိုရင်တိကျကျပေါ့နော်အနည်းဆက်ဆုံးဆရာတို့ဖြေပေးနိုင်မယ်လို့ထင်နေဆရာဟုတ်ပါတယ်ဒီနေ့ကောင်းပါတယ်ပုံလေးဟုတ်ကဲ့ဆရာဟုတ်အဲ့ဆိုရင်မိခွန်းနံပါတ်3ကိုသွားလိုက်ပါမယ်ဆရာဟုတ်မိခွန်းနံပါတ်3ကကြာတော့လေဆရာစပြည့်ပင်ဟိုတဲ့ဂါးရဖြတ်ပြီးသွားပြီအညွန့်သက်မထွက်လာလို့တဲ့သူဘယ်လိုလုပ်အောင်မလဲဆိုပြီးမိထားတာဆရာဟုတ်အဲ့ဒါအဲ့မိကုန်းကလည်းဆရာတို့ဒီပြင်မနာ sorry ရမဲသင်းပေါ့နော်ဟုတ်ကဲ့ရမဲသင်းရတန်းမှာစပြည့်ချန်ကြီးကွင်းစင်းတော့တောင်းသူတော်တော်များများစပြည့်ချန်တောင်းတော်တော်များများစီကမိကုန်းလေးတွေ့ရတယ်အဲ့ဒါသူကတော့ဂိုင်းဖြတ်ပြီးတော့အညွန့်မထွက်တဲ့ပြဿနာကတော်တော်နည်းပါတယ်စပြီးတော့စဆိုင်တဲ့သူမျိုးတို့ဒါမှမဟုတ်လေဒီစပြည့် site တော့ site တယ်တခြားစီးပွားရေးလုပ်ငန်းနဲ့တွဲပြီးတော့လုပ်တဲ့လူမျိုးပြစ်ထားလိုက်ရတဲ့လူမျိုးတို့ဖြစ်တတ်တာများတာပေါ့နော်ဆိုတော့ပညာနည်းပညာအရာဖြစ်နိုင်တဲ့အကြောင်းရင်းတွေပြောရမယ်ဆိုရင်ဒါဒီ guide ဖြတ်တယ် pruning လုပ်တယ်ပေါ့ဗျာ guide ဖြတ်မှဒီအသီးတိုင်းပါတာဟုတ်အဲ့တော့ဒီ pruning လုပ်တဲ့အချိန် guide ဖြတ်ချိန်ပေါ့နော် guide ဖြတ်ချိန်မမှန်ခြင်းပထမတစ်ချက်ကနောက်တစ်ခုက guide ဖြတ်နီးမမှန်ခြင်းနောက်တစ်ချက်ကဘာဖြစ်လဲဆိုဂိုင်းဖြတ်ပြီးတော့ပြုစုဖို့မမှန်ခြင်းပေါ့ဒီအချက်၃ချက်ကြောင့်ဖြစ်နိုင်ပါတယ်အဲ့ဒါကိုတစ်ချက်ချင်းပြန်ပြီးတော့ရှင်းပြရင်ဂိုင်းဖြတ်ချိန်မမှန်ခြင်းဆိုတာဒီ pruning လုပ်တဲ့အခါမှာဒီစပြစ်တွေမှာသူက
ဒီ6လပိုင်း10လပိုင်း17လပိုင်းဒီ3လမှာဂိုင်းဖြတ်ကြတယ်တကယ်လို့များသူကအဲ့6လပိုင်းဖြတ်တာတော့မှန်တယ်ဒါပေမဲ့အဲ့6လမှာရာသီဥတုကအရန်ကိုအေးတယ်ပေါ့နော်အေးလိုင်းဝင်တာမျိုးဒါမှမဟုတ်လဲ temperature 12 degree centigrade အောက်ရောက်တဲ့အခြေအနေမျိုးမှာဂိုင်းဖြတ်မိရင်အဲ့ဂိုင်းပြက်ဒီဘတ်လို့ခေါ်တဲ့ဖူးလေးတွေကကမ်းမထွက်နိုင်ဘူးဒီအညွန့်မထွက်နိုင်ဘူးလို့တမီးအညွန့်ထွက်ပြီးသွားတတ်တယ်ပေါ့နော်ဒီ domestic ကာလကြာသွားတာပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကဒီဂိုင်းဖြတ်နီးမှားတာပေါ့ဂိုင်းဖြတ်နီးမှားတာဘယ်လိုလဲဆိုရင်သူကဂိုင်းဖြတ်တယ်ဆိုတာဒီတကယ်ကိုတီးဂိုင်းပါတဲ့အားကောင်းတဲ့ဂိုင်းဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့လိုအားကောင်းတဲ့ဂိုင်းဖြစ်အောင်ဖြစ်ဖို့ဆိုတာလည်းဒီဂိုင်းမဖြတ်ခင်ရတဲ့ဒီဂိုင်းကိုဂိုင်းမွေးစဉ်ကာလတည်းကဒီအစာအာဟာရပြည့်အောင်မွေးထားရတယ်နောက်ပုံမယောဂတွေခင်းအောင်တန်မာတဲ့ကျန်းမာတဲ့ဂိုင်းဖြစ်အောင်မွေးထားရတယ်အဲ့ဒီဂိုင်းမျိုးကိုဂိုင်းဖြတ်ပေးဖို့လိုပါတယ်နောက်တစ်ခါဖြတ်တဲ့ပုံစံမှာလည်းပဲဂိုင်းဖြတ်နည်းမှာသူကမျက်စိဘူးလို့ခေါ်တဲ့ဘတ်လေးကိုသူကနှစ်ဖူးလောက်ပဲခြံပြီးတော့အတူဖြတ်တာအဲ့လိုဂိုင်းရလည်းအားနေတဲ့အချိန်မှာအတူဖြတ်လိုက်မိရင်လည်းပဲကံအားနေပြီးတော့ညွန့်မထွက်တော့ဘူးနော်တကယ်ဖြတ်တင်တာကဒီမျက်စိဘူး၄-၅ဘူးလောက်ခြံပြီးတော့အရှည်ဖြတ်တင်ပါတယ်အဲ့လိုရှည်ဖြတ်တဲ့အခါမှာဒီထိပ်ပိုင်းနှစ်ဖူးလောက်ကဒါထွက်ပြီးတော့နှစ်ဖူးလောက်ကြံပေါ့နော်အခုကနှစ်ဖူးလေးဖြတ်တာမျိုးဆိုလို့ရှိရင်ဒါဖူးထွက်ဖို့ခက်ခဲတတ်ပါဒါဂိုင်းဖြတ်နည်းရဲ့အားနည်းချက်နော်နောက်တစ်ခါဂိုင်းဖြတ်ပြီးတော့ပြုစုမှုအားနည်းခြင်းကသူကဂိုင်းဖြတ်ပြီးလို့ရှိရင်ဒီရေသွင်းပေးရတယ်ဒီဂိုင်းကအားကောင်းလာအောင်ဟောရေသွင်းပေးရတယ်အဲ့လိုရေသွင်းပေးတဲ့အခါမှာဒီသွင်းရေကရေနဲခြင်းများခြင်းမဖြစ်အောင်ဒီအခြေအနေကြည့်ပြီးတော့အပေရဲ့အခြေအနေမြေရဲ့အခြေအနေကိုကြည့်ပြီးတော့ရေသွင်းပေးရတာပေါ့နော်အဲ့ဒီမှာနဲရင်လည်းပဲပုံမှန်နေတယ်များရင်လည်းပဲဒီမျက်စိဘူးလေးတွေရေများပြီးတော့ပုတ်ပြီးတော့ခြောက်ပြီးတော့ဒီဟောတိကန်ဖြစ်သွားတာပေါ့မထွက်နိုင်တော့ဘူးပေါ့နော်အဲ့လိုလေးဖြစ်တဲ့အတွက်ဒါကလည်း view site ပေးရမယ်ပေါ့နော်နောက်တစ်ချက်ကဘာဖြစ်နိုင်လဲဆိုရင်ဒီဂိုင်းဖြတ်ပေးရတဲ့တပြိုင်နဲ့သူကဒီမျက်စိဘူးလေးတွေကံအားကောင်းအောင်လို့တပြည့်မှာမဖြစ်မနေကိုသုံးရတာပေါ့နော်ဒီ hydrogen cyanide ဆိုတာရှိတယ် hydrogen cyanide ကိုသူကရေနဲ့ဟိုရာသီဥတုကအရန်အေးတယ်ဒီ temperature တော့ကိုအေးနေတယ်ဆိုလို့ရှိရင်ရေနဲ့ရောတဲ့အချမှာဒီလေးချိုတစ်တို့ဒီရေတဆကိုဆေးတဆကိုရေလေးစပေါ့နော်တိတ်မအေးဘူးပုံမှန်ပဲဆိုလို့ရှိရင်တော့ဒီ6ဆပေါ့ဒီဆေးတဆကိုရေ6ဆရောပြီးတော့အဲ့မျက်စိဘူးအညွန့်ထွက်မဲ့နေရာလေးကိုတိုးပေးရတာရှိတယ်အဲ့လိုတိုးတဲ့အခါမှာသူကပြင်းအားများနဲ့တိုးလိုက်ပြီးရင်အဲ့တိုးတဲ့နေရာဘူးက6သွားပြီးတော့မထွက်နိုင်တော့ဆေးပြင်းအားများတော့ပေါ့နော်သူကဒီ hydrogen cyanide များသွားရင်လည်းပဲဒီအထူးလေးတွေ6ပြီးတော့မထွက်ပဲဖြစ်တတ်ပါတယ်ဒါကြောင့်ရာသီဥတုနဲ့အချိန်ခါပုံမူတည်ပြီးတော့ဒီတို့ဈေးခေါ်တာပေါ့နော် hydrogen cyanide ကိုအချိန်စမှန်နဲ့တို့ပေးဖို့လိုပါတယ်ဒါဖြစ်လေဖြစ်တတ်ရှိတဲ့အကြောင်းအရာပေါ့နော်ဒါကိုချုပ်ပြီးတော့ပြန်ပြောပြရမယ်ဆိုရင်ဒီဂိုင်းဖြတ်ပြီးတော့အညွန့်မထွက်ခြင်းရဲ့အဓိကအချက်တွေကဒီ6လပိုင်း10လပိုင်း17လပိုင်းကိုပြီးအောင်ပုံမှန်ဖြတ်ပြီးပါဒါကတော့ဒီတချို့ဒီဂျာတီလို့ခေါ်တာပေါ့တမီးဂိုင်းမွေးသီးလို့ခေါ်တယ်ဒီခုချိန်မှာလည်းပဲဖြတ်တာမျိုးတွေရှိတယ်ဂျားထဲမှာအဲ့လိုချတာတွေရှိတယ်ပေါ့သို့တော်လည်းပဲအများအားဖြင့်ကတော့6လပိုင်း10လပိုင်းနောက်ကြရင်17လပိုင်းဒီဂိုင်းဖြတ်ပါတယ်အဲ့တော့ဂိုင်းဖြတ်တဲ့ကမှာလည်းဒီတက်ကျွမ်းတဲ့ပညာရှင်တွေတက်ကျွမ်းတဲ့ဒီတောင်သူတွေပေါ်ပြီးတော့နီးစနစ်မှန်နဲ့ဖြတ်ပါကိုဖြတ်ချင်တဲ့ဂိုင်းကိုအလျင်းစလိုမဖြတ်မိပါစေနဲ့နော်နောက်တစ်ခါ hydrogen cyanide ကိုလည်းပဲဂျာကြီးပေါ်မူတည်ပြီးတော့အကျိုးစားမှန်ကန်စွာနဲ့တို့ပါနောက်တစ်ခါဂိုင်းမဖြတ်မိကြတဲ့ဂိုင်းဖြတ်တော့မယ်ဆိုရင်ဂိုင်းမဖြတ်တလားလောက်ကတည်းကဒါရေသွင်းအစာကျွေးတာမျိုးဂိုင်းအားကောင်းအောင်ဒီအစာရည်စာပြည့်စုံအောင်မွေးထားပါနောက်တစ်ခါဒီမြေစီလွာကိုလည်းပဲဒီသဘာဝမြေဩဇာဓာတ်မြေဩဇာ biostimulant ဒါသုံးခုပေါင်းပြီးတော့အာဟာရမျှတစွာပြုပြင်ထားဖို့လိုပါတယ်ဒါမှသာဂိုင်းဒီပူးလေးတွေကံအားကောင်းပြီးတော့အဲ့ဒီအပူးထဲမှာတို့ဒီအပွင့်အသီးကို
ပါစီမဲ့တရီလေးတွေပေါ့နော်တရီအားကောင်းတာဖြစ်ပါတယ်နော်ဒီလူလိုပြောမယ်ဆိုရင်တော့ဘဝန်ဆောင်ကာလကိုလူဆိုင်မှသာမွေးလာတဲ့ကလေးရဲ့ခြေလက်အင်္ဂါစုံပြီးတော့ပေါင်ချိန်ပြည့်မွေးနိုင်မယ်လို့ဒါမြင်လွယ်အောင်ပြောပြတာပေါ့နော်နောက်ရေလောင်းစနစ်မှန်ကန်ပါမယ်ဂိုင်းပြတ်ပြီးတော့ရေအများကြီးလောင်းတာမျိုးဒါမှမဟုတ်လဲမကန်မာဆိုးပြီးတော့ရေမလောင်းမဲနဲ့အငတ်ထားတာမျိုးလဲကြီးတတ်ပါတယ်နော်နောက်တစ်ခါဂိုင်းမွေးစဉ်ကာလတလျှောက်ရောဂိုင်းဖြတ်ပြီးရောလည်းပဲဒီပိုးမွားယောဂါကိုကြိုတင်ကာကွယ်လို့ပြစ်ထားလို့မရအောင်နော်ဒီချက်တွေလိုက်နာမယ်ဆိုလို့ရှိရင်ဂိုင်းဖြတ်ပြီးတော့အညွန့်မထွက်เสียအသီးမအောင်เสียအကြောင်းမရှိပါဘူးဒီတိုင်းကိုလိုက်နိုင်လို့လို့တယ်နော်တမီးဟုတ်ကဲ့ဆရာဟုတ်ဒါဆိုလို့ရှိရင်ကိုချမ်းဘောနော်သူဘာတွေလိုအပ်နေလဲဆိုတာကိုပြန်လဲဆန်းဆက်ပြီးတော့လိုအပ်တာလေးပြန်လဲလှုပ်ဆောင်နိုင်မယ်လို့ထင်တယ်ဆရာဟုတ်ပါပြီတမီးဟုတ်ကဲ့ဟုတ်မိခွန်းနံပါတ် 4ကကြာတော့ဆရာဒီအချိန်မှာသူလည်းအဖြစ်များတယ်မိခွန်းတွေလည်းအတက်များတယ်မိခွန်းတစ်ခုပဲဒီတခွားသီးဘူးသီးတွေပေါ့နော်ကွဲတာပေါ့တချို့ဆိုရင်ခရမ်းကျင်သီးတွေကွဲတယ်ဆိုပြီးတော့လာမိထားကြရလည်းရှိတယ်ဆရာဟုတ်ဒီဟာလေးကဘလို့ကြောက်ဖြစ်လာတာလဲဆိုပြီးတော့မိထားလို့ပါဟုတ်တယ်ဒီမိခွန်းကိုဒီတို့ grain win မှာအမေးများကြတယ်ပေါ့နော်အမေးလည်းများတယ်လို့ပညာရှင်တွေနဲ့လည်းဆောင်းပါးအနေနဲ့ရေးထားလေးလည်းတွေ့ပါတယ်ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီငါးရှင်နဲ့သောတာရှင်တွေဒီမိတ်ဆွေတွေတောင်သူမိတ်ဆွေတော်တော်များများကိုဒီ application ထဲမှာဝင်ရောက်ပြီးတော့ဆောင်းပါးလေးတွေဝင်ရောက်ဖတ်ရှုပါလို့တိုက်တွန်းပြရစီနော်ဒီ green way မှာတောင်သူတွေဖြစ်တာကျူတွေနေရတဲ့ဘုံမယောဂပိုင်းစိုက်ပျိုးမှုတွေပိုင်းအားလုံးကိုလူကျင်တာကိုကောင်းစဉ်ရိုက်ရှာလိုက်ရုံပါပဲအစင်းနဲ့ရှိပါတယ်เนาะတချို့ကြတော့မဖတ်ဖြစ်ဖဲနဲ့မိဘမေးလိုက်တာရှိပါတယ်ဒီဘူးဒီတခွားဒီဘာကြောင့်ကိုရရတယ်လဲဆိုတာလေအသီးတွေဘာကြောင့်ကိုရရတယ်လဲဆိုပါတယ်မှာအကျုံးဝင်မှာเนาะဟုတ်ကဲ့အဲ့ရမှာသူများသောဖြင့်ဖိလိပိတရှိတဘာဝကဒီရေနဲ့အစာတိုးလောင်မှုများတဲ့အသီးတွေမှန်သမျှဝဲလီကွဲတာရှိပါတယ်เนาะဒီဘူးဒီတခွားတွေမှာဝဲတဲ့နဲ့ဘာစပြည့်သီးတွေလည်းကွဲတာပဲတရသီးလည်းကွဲတာခရမ်းညင်သီးလည်းကွဲတာပဲစသဖြင့်ပေါ့နော်ဒီရေတိုးလောင်မှုများတဲ့အချိန်မှာရာသီဥတုဖောက်ပြန်ဒါကွဲတတ်တဲ့သဘာဝရှိပါတယ်ဒါမှလည်းဖြစ်ရခြင်းအကြောင်းတရားတွေမှာဒါခွဲခြားစိတ်ဖြာကြည့်မယ်ဆိုရင်ဒီ temperature အနေအမြင့်ကွာခြားချက်များတဲ့အချိန်ပေါ့နော်နေပူညာချမ်းတပေါင်းလာတင်းရန်ဆိုရင်နော်ဒီပေါင်းလာမှာနေမှာအရန်ပူပြီးတော့ညမှာအရန်ချမ်းတာတွေရှိရလေကြည့်တော့ညမှာ10 degree centigrade အောက်ရှိပြီးတော့နေ့မှာ30 degree centigrade ပိုးတာမျိုးပေါ့နော်10 30လို့ပြောတယ်အဲ့လို10 30ရာသီဥတုအချိန်ခါမျိုးမှာအသီးသီးချိန်နဲ့ကြုံမယ်ဆိုလို့ရှိရင်အသီးတွေကွဲတတ်ပါတယ်နောက်တစ်ချက်ကဒီအေးလိုက်ဖြတ်တာဒါကတော့ဒါဆရာဦးနိုင်တို့လိုစိုက်ပြီးမိုးလေဝသဒီတေချာဖတ်လို့ဘယ်ဘယ်လာမှာတော့အေးလိုက်ဖြတ်နိုင်ပါတယ်လို့ဒီသတင်းထဲမှာတွေ့တယ်ဆိုလို့ရှိရင်ဟိုအသီးကလည်းတီးတဲ့ချိန်ဆိုရင်ဒါ view site ဖို့လိုပါတယ်တီးကင်းဝင်ချိန်နဲ့ A line ဖြတ်ချိန်နဲ့တိုက်ဆိုင်ရင်လည်းပဲအတီးကွဲတတ်ပါတယ်နောက်တစ်ခါကျတော့ဒီ nitrogen မြေဩဇာအကျွေးများပြီးအကျွေးများခြင်းပေါ့နော် nitrogen မြေဩဇာလိုအပ်တာတော့မှန်ပါတယ်သို့တော်ညာလည်းပဲဒါအပင်ရဲ့လိုအပ်ချက်နဲ့ကျွေးတာအဲ့ဒါအချိုးစားမညီမျှရင် nitrogen များရင်လည်းပဲကွဲတတ်ပါတယ်နောက် nitrogen လည်းများမယ်ရေသွင်းလည်းများမယ်ဆိုရင်ဒါအစာနဲ့ရေနဲ့များပြီးတော့အပေါ်ရအခွန်မလိုက်နိုင်မင်းနဲ့ကွဲတာမျိုးပေါ့နော်အဲ့ခါမှာတို့ဖရဲတကွားဒီမှာဆိုရင်အယိုးတွေပါကွဲတယ်စပြစ်ဒီမှာလည်းလို့လန့်ကွဲတာမျိုးပေါ့နော်အဲ့လိုကွဲရမျိုးရှိတယ်ဒါကသူကအပူနဲ့အေးရဲ့ဒီဝီယောတိတွေအပူနဲ့အေးနဲ့ရုပ်တရက်တွေ့မယ်ဆိုရင်ကွဲတာပါပဲနော်နောက်တစ်ခါနေပူပြီးတော့ရုပ်တရက်မိုးကြီးရွာလို့ရှိရင်အဲ့ချိန်မှာအသီးတွေကိုမိုးမိလို့ရှိရင်လည်းကွဲပါတယ်တရားညင်သီးတွေကွဲတာမျိုးတွေပေါ့နော်အဲ့လိုတွေကွဲတတ်တယ်ဒါခုနပြောတဲ့အပူနဲ့အေးရဲ့ဒါရုပ်တရက်တွေ့လို့ရှိရင်ကွဲတာမျိုးပေါ့ဥမာပူးနေတဲ့ဖန်ခွက်ထဲကိုအေးတဲ့ရေစက်ကနေထည့်လိုက်ဖြတ်ကနေကွဲသွားတာမျိုးပေါ့နော်အဲ့လိုသဘောမျိုးပါပဲနောက်တစ်ခါအဲ့ဒီအချိန်မှာပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်ချိုးတက်မယ်ဆိုရင်ပို့ပြီးတော့ကွဲနှုံးပို့ပြီးတော့မြန်တယ်ကွဲနှုံးပို့ပြီးတော့ကြီးတယ်ပေါ့နော်ကွဲအဲ့ကြီးတွေကဒီပက်လက်ကြီးတွေကွဲတာပေါ့နော်ဒီဟက်တက်ကွဲတာပေါ့နော်ဒါပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်ချိုးတက်ရင်လည်းကွဲတတ်ပါတယ်ဒါကွဲတတ်တဲ့တဘာဝတွေပေါ့နော်ဖိလိဖိတကြီးတဘာဝဒီချက်ထဲကတစ်ချက်
ညှိရင်ကွဲတာပါပဲเนาะအဲ့တော့ဒါကိုဘယ်လိုပြုစုရမလဲဆိုရင်ဒီခုနအပေါ်ဖြစ်တတ်တဲ့တဘာဝဒီသိပြီးပြီဆိုရင်ဘယ်လိုဆင်ခြင်ရမယ်ဆိုတာဒါတောင်သူကတော့သိပြီးသားပါเนาะအဲ့တော့အစာနဲ့ရေကိုအပင်အနေထားကိုမူတည်ပြီးတော့ချင့်ချင်ကျွေးမယ်ရာသီဥတုအနေထားကိုချင့်ချင်ကျွေးမယ်ပေါ့เนาะတစ်ချက်ကနောက်တစ်ချက်ကဒီ gypsum ပေါ့တော်တော်များများ gypsum ကသူကရေချင်းငံကိုလည်းများတောင်လုပ်ပြီးတယ်ရာသီဥတုနဲ့တဘာဝပတ်ဝန်းကျင်ကိုထိမ့်ပြီးတာဖြစ်တဲ့ gypsum ကိုဒီအပင်တိုင်းမှာမြေကြီးတိုင်းမှာမဖြစ်နေထည့်ဖို့တိုက်တွန်းခြင်းပါတယ်အဲ့လို gypsum ထည့်တိုင်းလည်းပဲခုနပြောတဲ့ biostimulant တစ်ခုပေါ့နော်ဒီ humic acid ပဲဖြစ်ဖြစ် amino acid ပဲဖြစ်ဖြစ် seaweed ပဲဖြစ်ဖြစ်ပင်လယ်ရေမော်လိုဟာမျိုးပေါ့နော်အဲ့ကို gypsum နဲ့ရောပြီးတော့ကျွေးပေးပါအဲ့ဒါဆိုလို့ရှိရင်လည်းဒီရာသီဥတုကိုထိန်းညှိပြီးသားဖြစ်ပါတယ်နောက်တစ်ခါအသီးကင်းဝင်တဲ့အချိန်နောက်ပိုင်းအခေကတော့အသီးကင်းဝင်ပြီးပြီဆိုတာနဲ့တပြိုင်နက်ရေဩဇာကျွေးတဲ့အခါမှာနောက်ချိုးများတဲ့ potassium ပါတဲ့ potassium များတဲ့ရေဩဇာကိုကျွေးပါဖြန်းမယ်ဆိုရင်လည်း040 လို့ဟာမျိုး350 34 340 တို့ potassium humate တို့ဒါမျိုးတစ်မျိုးကိုဖြန်းပေးပါအဲ့ဒါဆိုလို့ရှိရင်ဒီအသီးဒီမှာကွဲတဲ့ပြဿနာကိုဒီဂျိုတင်ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်နောက်ပိုးမွားယောဂကိုဂျိုတင်ကာကွယ်ပါဒါဆိုရင်ပြည့်စုံပါတယ်နော်ဟုတ်ကဲ့ဆရာဟုတ်ဖြည့်သွားတာအများကြီးပဲဆရာဟုတ်တောင်သူတွေလည်းတိတိကျကျလေးလိုက်မှတ်ထားနိုင်မယ်လို့ထင်ပါတယ်ဆရာဟုတ်ဆရာလည်းဖြစ်နိုင်တဲ့ပြဿနာတွေအကုန်လုံးတိတိကျကျလေးကိုပြောပြသွားတာစာနဲ့ရေးတဲ့အခါမှာကျတော့အဲ့လောက်ကြီးတိတိကျကျမရေးနိုင်တော့ဘူးအဲ့တော့ဗီဒီယိုလေးနဲ့ပြန်ပြီးပေးလိုက်တာဆရာဟုတ်ဒီမေးခွန်းကိုဖြေဖို့ဖြစ်တာလည်းများတော့လေဒီမေးခွန်းကိုဖြေဖို့ဟုတ်ကဲ့ဟုတ် research စာဆောင်တွေတော်တော်များများကိုလည်း live ဖတ်ပြီးမှဒါကောင်းနှုတ်ချက်ဆွဲထားတာပေါ့တမီးဆိုတဲ့အတွက်ဒီဟိုနားထောင်တဲ့သူအနေနဲ့ကနားထောင်လေးတော့တိတ်မှတ်မိမှမထင်ဘူးဒီချာပြန်ပြီးတော့မှတ်သားပြီးစာရွက်နဲ့မှတ်ပြီးတော့လိုက်နာမှရမယ်ထင်တယ်တမီးဟုတ်ကဲ့ဆရာကောင်းတော့ပြောတယ်ဟုတ်ကဲ့ဟုတ်ဒါဆိုရင်မိကုနံပါတ်5ကိုသွားလိုက်မယ်ဆရာဟုတ်သူကတော့အကြံပြုချက်တောင်းထားတာဆရာသူကမန္တလေးတိုင်းမတရားမြို့နယ်မှာနေတယ်ပေါ့နော်သူက3လပိုင်းဒီလထဲမှာရှမ်းပဲပုတ်ကူကျဲကျင်လို့ရသေးလားပေါ့နော်ကျဲကျင်နေတာအထွက်နှုံကောင်းအောင်ဆရာလမ်းညွှန်ချက်လေးတွေပြီးပါအောင်ဆိုပြီးတော့မိထားတာပါဆရာဟုတ်ဒီတောင်သူကတော့ဒီရှမ်းပဲပုတ်ကိုရေသွင်းစိုက်ချင်တဲ့သဘောထင်ပါတယ်မတ်လထဲမှာစိုက်မယ်ဆိုရင်သူကရေဒီ water resource ကြီးမှရမှာပေါ့နော်အဲ့တော့သူကပိတ်စိမ်မပဲတွေလို့နှမ်းနေလို့ရေသွင်းဆိုင်မိုးကြိုဆိုင်နေနဲ့စိုက်ချင်တာနဲ့တူပါတယ်အဲ့တော့မန္တလေးမရီနီကကိုအောင်ကိုလက်မေးတဲ့ဒီရှမ်းပဲပုတ်ကို3လပိုင်းကျေးလို့ရပါသလားဆိုရင်မိမို့ဓာတ်အဖြစ်မယ်ဆိုရင်တော့ရပါနော်ရပါတယ်နော်ဘာကြောင့်လဲဆိုရင်ဒီလက်ရှိအနေထားမှာဒီပဲပုတ်စိုက်တဲ့အနေထားကိုဒီကြီးလိုက်မယ်ဆိုရင်စိုက်ကအားလုံးရဲ့55%ကရှမ်းပြည်မှာစိုက်တယ်ရှမ်းပြည်မှာများသောအားဖြင့်တော့အများစုစိုက်တာမေကျွန်းဒီမိုးရတီမှာစိုက်တယ်နောက်စကိုင်းမကွေးမြေပြန့်နေမှာကြတော့ဒီကျွန်းနေမှာရေကျနောက်စိုက်ပေါ့နော်ဩဂတ်စက်တင်ဘာသို့မဟုတ်လဲအောက်တိုဘာပေါ့ရေကျတာနဲ့စိုက်တယ်အောက်တိုဘာကျရင်အောက်တိုဘာစိုက်တယ်စက်တင်ဘာကျရင်စက်တင်ဘာစိုက်တယ်နော်နောက်စပါးပြီးတီးတဲ့ဓမ္မတွေကြတော့ဒီရေသွင်းစိုက်တွေကြနိုဝင်ဘာမှာစိုက်တယ်အဲ့တော့ခုနောက်ပိုင်းမှာဒီပဲစိမ်မှာပဲဒီမှာလဲရေသွင်းစိုက်ကခေတ်စားလာတဲ့အခါကျတော့ဒီပဲပုတ်ဒီမှာလည်းပဲဒီဌာနဆိုင်ရာတွေမှာရောမိုးကြိုစိုက်အနေနဲ့ January February ကိုစိုက်ကြတယ်နော်အဲ့သူမေးတာတော့ March လဆိုတာနည်းနည်းနောက်ကျမှသူသိပုံကြ March လကိုစိုက်လို့ရသေးလားဆိုတော့ March လလည်းရအောင်သူကဘာလို့လဲဆိုရင်သူကြိုက်နေတဲ့ပူချိန်ကဒီ20ဒီဂရီနဲ့30ဒီဂရီစင်တီဂရိတ်အကြားကိုသူကြိုက်နေတဲ့တာဖြစ်တဲ့အတွက်သူကအပင်ပေါက်ကိုဒါအေးတဲ့ရာသီကိုရှေ့ဆွဲတာဖြစ်တဲ့အတွက် January February စိုက်တာများတယ်အဲ့တော့ March လကလည်းပဲတို့မနေ့ပိုင်းမှာအေးပြီးတော့နေ့လယ်ပိုင်းကပူတာဆိုတော့ဒီ temperature ဒီ20-30ဒီဂရီစင်တီဂရိတ်မှာအကျုံးဝင်တာဖြစ်တဲ့အတွက် March လထဲမှာလည်းစိုက်လို့ရပါတယ်ဒါသူတို့ပထမမေးခွန်းဖြစ်တဲ့အတွက်3လပိုင်းထဲမှာကျဲလို့ရသလားဆိုကျဲလို့ရပါတယ်သို့တော်ညာလည်းပဲဒီပထမဆုံးစကျဲရမယ်ပထမဆုံးဒီ first experience ဖြစ်တဲ့အတွက်ဒီမပဲရဲ့ဒီတိနအကြောင်းမသိရင်ပိုးမယောဂမနိုင်ဘူးဖြစ်တတ်တယ်အဲ့တော့ဒီပဲပုတ်ဒီမှာကျတော့မပဲလို့ပဲဒီဘောင်းမှုယောဂါတို့ဒီမြစ်ဆွေးချောက်ယောဂါတို့အပင်ခါ
high ပင်ညူယောဂတွေရှားတတ်ပါတယ်နော်ပထမဆုံးစိုက်တာလည်းဖြစ်တဲ့အတွက်မြေကြီးနဲ့အပင်နဲ့သဟဇာတမဖြစ်တတ်ဘူးလေဖြစ်တဲ့အတွက်ဒီဥဆိုင်ပြီးတော့ကြိုတင်ပြင်ဆင်မှုအကောင်းဆုံးလုပ်ဖို့လိုပါတယ်သူမေးတယ်လို့ထွန်းနှုံးကောင်းအောင်လမ်းညွှန်ပါအောင်ဇာဆိုတာမျိုးဒီဟာထွန်းနှုံးကောင်းအောင်ဆိုလို့ရှိရင်ဒီမစိုက်ခင်တည်းကအကောင်းဆုံးအဖြစ်နိုင်ဆုံးပြင်ပေးပါလို့တိုက်တွန်းချင်ပါတယ်ပြီးငါးမီကကောင်းတာပဲဖြစ်တယ်လို့ကျဲလိုက်မယ်ဆိုရေသွင်းပြီးတာပဲဆိုပြီးတော့အဲ့လိုမလုပ်ဘဲနဲ့ဒီစိုက်ပျိုးရေးဦးစီးဌာနကလည်းဒီညွှန်ကြားထားတာမျိုးရှိပါတယ်တေကောက်120ထွက်မဲ့ပန်းနိုင်အထွက်နှုန်းရရှိဖို့ဆိုလို့ရှိရင်သူကျွေးရမယ်ပြုစုရမယ်အစာဒီညွှန်ကြားထားတာရှိတယ်ဥပမာမြေကံမြေဩဇာကျွေးမယ်ဆိုရင်သူကတဘာဝမြေဩဇာမဖြစ်မနေထည့်ပေးရမယ်တေကောက်ကိုတင်းနဲ့ချင်းမယ်ဆိုရင်ပေါ့နော်ဒီတင်းတောင်းနဲ့ပေါ့တောင်းနဲ့ချင်းမယ်ဆိုရင်တင်း100 150တင်းတဘာဝမြေဩဇာထည့်ပေးရမယ်ဓာတ်မြေဩဇာမြေကံထည့်မယ်ဆိုရင် NPK တစ်မျိုးချင်းဝယ်မယ်ဆိုရင်ဒါယူရီးယား10ပြည် phosphate 24ပြည်ဥတက်စီယာ12ပြည်နဲ့ gypsum ပြည်20ပေါ့နော်အဲ့ဒါတွေရောပြီးတော့ဒါထည့်ပေးဖို့လိုပါမယ်နောက်တစ်ခါဒီမျိုးဆွေရေစင်းပဲဖို့မျိုးတွေရှိတယ်ဒီဦးစီးဌာနသူတချို့က85ရက်နဲ့ပြီးတယ်တချို့ကြတယ်120ထိရှိတာပေါ့နော်တက်တန်းကတော့သို့တော်ညာလည်းပဲယာတိလူပေါ်မူတည်ပြီးတော့တက်တန်းဆိုတာတော့နည်းနည်းလေးအတူရှိကွာတယ်ပေါ့နော်အဲ့တော့ညွှန်ကြားချင်တော့ရည်စင်းပဲဖို့14သို့မဟုတ်ရည်စင်း15ကိုမျိုးကိုရှာလိုက်ပါရှာလိုက်ပြီးတော့တေကကို18ပြည်ဒီ20နှုန်းမျိုးတိကျဲပါအနေတော်ဖြစ်အောင်ကျဲတဲ့အခါမှာမကျဲခင်မျိုးစိလူနဲ့ဈေး C treatment သုံးပေးပါအဲ့တော့ဒီဈေး community မှာအတင်သုံးဒီမိုသက်ဆေးရဲ့ပိုးသက်ဆေးရဲ့ဒီဟော်မုန်းအားဆေးရဲ့ရောထားတဲ့တွဲထားတဲ့မျိုးစိလူနဲ့ဈေးရှိပါတယ်အဲ့ဒီလူနယ်စီမဖြစ်မနေလူပါလူလို့ရှိရင်ခုနပြောတဲ့မိုးယောဂတွေကို15ရက်အသားအတွင်းမှာကာကွယ်ပေးလိမ့်မယ်အပင်ပေါက်လည်းကောင်းလိမ့်မယ်ပေါ့နော်နောက်အပင်ပေါက်လေးတွေကိုစုပ်စားဖို့တန်ခဏရရှိအောင်မျိုးစိလူနယ်စီကလုပ်ပေးပါလိမ့်မယ်အဲ့ဒါမလူဖြစ်ဘူးဆိုလို့ရှိရင်လည်းဌာနဆိုင်ရာရည်စင်းသုတေသနဖြန့်တဲ့ rhizobium တော့ပဲမြစ်ခုဇီဝမြေဩဇာလေးကိုတထုတ်လူနယ်စိုက်ပါနော်အဲ့ဒီနှစ်ခုကတော့တစ်ခုမဟုတ်တစ်ခုလူနယ်ပေးပါနော်ဟုတ်ကဲ့ဆရာနောက်တစ်ခုအပင်15ရက်သားရက်20သားရောက်လာပြီအပင်ပေါက်ခုနမျိုးစိလူနယ်စီကဆူတီမန်15ရက်သားအထိသူကကာဗာလုပ်ပေးတာဟုတ်နော်အဲ့တော့15ရက်သားကြော်နေတဲ့ပဲနဲ့ဥဒ္ဒစီဖြန်းပေးရမယ်နော်နောက်တစ်ခါနောက်9ရက်10ရက်ချပြီးတော့မှုသက်စီဖြန်းပေးပါသူကညိုးတီယောဂကြာတတ်တယ်ဘဲပုတ်ကညိုးတီယောဂဒီကြာတတ်တဲ့အတွက်ကြိုတင်ကာကွယ်ဖို့လိုမယ်ပေါ့နော်အဲ့ဒီအတွက်သူကမှုသက်စီတိတ်ကိုမီကရှေ့ကမူယောဂကြာထားတတ်တဲ့ဒီနံရှိတယ်ဆိုရင်တော့ရာဇဝင်ရှိတယ်ဆိုရင်တော့မိုးသက်စီကိုရင်ဖြန်းပါအဲ့လိုမျိုးပဲမြေရတန့်နေဆိုလို့ရှိရင်လည်းပဲဒီစုပ်စားဖို့ကာကွယ်သေးကိုရင်ဖြန်းတော့ဟုတ်ကဲ့ဆရာဟုတ်နောက်တစ်ခါဒီ15ရက်ချ15ရက်ချပေးရမိုးသက်စီကိုဖြန်းပေးရမှာပေါ့နော်တကယ်လို့ပင်လုံးမြတ်ပိုးသက်ဆေးခြင်းမူပဲနဲ့ဒီကြိုင်းကြနဲ့ငမြောင်တောင်ပေါက်စာလေးတွေကြားနေလို့ရှိရင်တော့သူပိုးနဲ့တင့်လျော်မဲ့ AI ကိုရွေးပြီးတော့ကြောက်တဲ့ပိုးပေါ်မူတည်ပြီးတော့ AI ကိုရွေးဖြန့်ပြရမှာနော်ဒါကတော့နောက်ပိုင်းမှာ green way မှာပုံလေးနဲ့မေးပြီးတော့မေးရင်လည်းရပါတယ်သူကဆန္ဒစောလို့တော့အဲ့တော့ဒီမေးခွန်းအရာတော့ဖြေပြီးလိုက်မယ်နော်45ရက်သားနောက်ပိုင်းကျတော့သူကပုံဘူးဆင်တယ်ပုံဘူးဆင်တဲ့ကမှာဒီမပဲပိတ်စိမ့်လိုမျိုးပဲဒီပဲဖို့မှလည်းပဲဒီလုံးပေါက်ကိုကြတာကိုဒီလုံးပေါက်ကိုကြတော့လုံးပေါက်ကိုကြဒီလုံးပေါက်ကိုမကြခင်ပုံမှုစင်ရင်ကြရဒီအီမာမက်တင်ဂန်ဆိုရေးလိုဟာမျိုးအစီတာမီပရက်လိုဟာမျိုးတမျိုးမျိုးပေါ့သို့မဟုတ်လည်းနှစ်ခုတွဲလို့တော့၎င်းကြိုတင်ပြီးတော့ဖြန်းထားစေချင်ပါတယ်တကယ်ဒီလုံးပေါက်ကိုကြပြီးမှဖြန်းမယ်ဆိုရင်ဒီလုံးလည်းမရတယ်လို့အိုးနိုင်နေဖို့လည်းခက်ပါเนาะအဲ့တော့ဒီအချက်တွေကိုတစ်ချက်ချင်းကိုလိုက်နာကျင့်သုံးသွားမယ်ဆိုလို့ရှိရင်ဒီဘဲဘုတ်တီးနံကိုဒေကောက်120เนาะဒီဘဝရရှိနိုင်မှာဖြစ်ပါတယ်လို့ဖြေချပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဟုတ်ဒီမိကုန်းလေးမှာဆိုလို့ရှိရင်လည်းဆရာပိုးမွှားယောဂတွေကိုဖြစ်မှကုသတာတဲ့မဖြစ်ခင်တည်းကမြေဦးသေးချပြင်မယ်မျိုးစိလူနယ်ဈေးတွေ trichoderma တွေကိုသေချာသုံးမယ်ဆိုရင်ညှော်မှန်းထားတဲ့အထွက်နှုန်းတွေရရှိနိုင်မှာပေါ့နော်ဆရာဟုတ်
ဟုတ်တယ်သမီးအဲ့လို ဟုတ်ကဲ့ဆရာဟုတ်ဒါဆိုရင်ဒီနေ့အတွက်ရွေးထားတဲ့မေကွန်း၅ခုကလည်းပြီးသွားပြီဆိုတော့ဒီတစ်ပတ်ကဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါအောင်မယ်ဆရာ ဟုတ်ပြီသမီးရေ ဟုတ်ကဲ့ဆရာမေကွန်းတွေကိုတိတိကျကျပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ပြီကျေးဇူးတင်ပါတယ်အားလုံးကျမ်းပါချမ်းသာကြပါ